ခါတလေကြရင်ကိုယ်စိတ်ထဲမှာလေးလံပြီးမွန်းချက်နေတယ်လို့ခံစားရတယ်မလားအလုပ်တွေပြီးတော့ရင်တော့စိတ်ကမလွတ်လပ်ပဲပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်လို့ဖြစ်နေတတ်ပါတယ်တကယ်တော့ဘဝဆိုတာအလုပ်လုပ်ဖို့တသက်ပဲမဟုတ်ပါဘူးဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပေးမယ်နာမည်ကြီးကော်ဖီနှစ်ခွက်ပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်တက်ကလေးတစ်ခုမှဆရာကြီးတယောက်ကပလင်းလို့တစ်လုံးကိုကိုင်းပြီးအတန်းထဲဝင်လာတယ်သူကပလင်းထဲကိုကြောက်ခဲကြီးတွေယင်ထဲတယ်ပြီးတော့ကြောက်စစ်ခဲလေးတွေထပ်ထည့်တယ်နောက်ဆုံးတဲတွေထပ်ဖြည့်လိုက်တယ်ကျောင်းသားတွေကပလင်းကပြည့်ကျက်နေပြီဆရာဘာမှထပ်ထည့်လို့မရတော့ဘူးလို့ထင်နေကြတယ်အဲ့ဒီချိန်မှာဆရာကြီးကပြောပြီးတော့စပွဲအောက်ကကော်ဖီတစ်ခွက်ကိုယူပြီးပလင်းထဲလောင်းထည့်လိုက်တယ်ကော်ဖီရည်တွေကကြောက်ခဲတွေကြားတဲ့စီးဝင်ပြီးနေရာယူသွားတယ်ဆရာကြီးကရှင်းပြတယ်ဒီပလင်းကမင်းတို့ရဲ့ဘဝပဲကြောက်ခဲကြီးတွေကမင်းတို့ရဲ့အဓိကအလုပ်နဲ့မိသားစုတက်စစ်ခဲနဲ့တဲတွေကတော့တခြားဖြစ်စွက်ရာတွေပေါ့ကျောင်းသားတယောက်ကထမေးတယ်ဒါဆိုဆရာနောက်ဆုံးမှထည့်တဲ့ကော်ဖီတစ်ခွက်ကဘာလို့လဲခင်ဗျဆရာကြီးကဖြေတယ်ဒါကတော့မင်းတို့ဘဝမှာအလုပ်တွေဘယ်လောက်ပဲများနေပါစေဘယ်လောက်ပဲပြည့်ကျက်နေပါစေတကယ်ချင်းကောင်းတွေနဲ့အတူတူကော်ဖီတောက်ပြီးရီမောဖို့အတွက်တော့အမြဲတမ်းနေရာလို့ရှိနေတယ်ဆိုတာပြခြင်းလို့ပဲတဲ့ဒီပုံပြင်လေးကကျွန်တော်တို့ကိုဗာပြောနေလဲဆိုတော့ကျွန်တော်တို့လူငယ်တွေဟာအောင်မြင်ဖို့အတွက်ကြောက်ခဲကြီးတွေဖြစ်တဲ့အလုပ်တာဝန်တွေကိုဦးစားပေးလှုပ်ဆောင်ရမှာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအလုပ်တွေကြီးပဲဖိလုပ်နေပြီးကိုယ်စိတ်ကိုနားမပေးဘူးဆိုရင်ရေရှည်မှာကျွန်တော်တို့လဲပြူသွားနိုင်ပါတယ်စိတ်ရုပ်တွေတောင်နားပေးရတဲ့ရင်လူသားတွေကပိုလို့တောင်လိုအပ်ပါသေးတယ်အလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်ပြီးတိုင်းမှာကိုယ်စိတ်ကို refreshment လုပ်ဖို့လိုပါတယ်ဒါကြောင့်ဘဝမှာဘလောက်ပဲအလုပ်ရှုပ်စေစိတ်တူကိုယ်တူငွေချင်းတွေနဲ့တွေ့ဆုံပါကော်ဖီလေးတောက်ပြီးဟာတာတွေပြောပါလွတ်လပ်စွာရီမောလိုက်ပါဒါဟာချိန်ဖြုံးတာမဟုတ်ပါဘူးဒါဟာနောက်ထပ်အလုပ်တွေကိုပိုကောင်းအောင်လုပ်နိုင်ဖို့အားသွင်းခြင်းတစ်မျိုးပါပဲဒါကြောင့်ငွေချင်းတို့ကိုပြောချင်တာကဒီဘက်မှာအလုပ်တွေအရင်ပင်ပန်းထားတယ်မလားဒီဗီဒီယိုပြီးတာနဲ့ကိုယ့်ရဲ့ကောင်းဆုံးငွေချင်းတယောက်ကိုဖုန်းဆက်ပြီးဟဲ့အောင်ကော်ဖီတောက်ရအောင်ကွာလို့ပြောလိုက်ပါဘဝဆိုတာမျှတအောင်နေတတ်မှလှပတာပါပျော်ရွှင်စရာနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံရပါမယ် I love you all ပါ